မဟုတ်ဘူးဆိုရင်မဝင်မဲနဲ့မင်းအဲ့ကောင်မလေးကိုလေရင်လက်မှတ်ဝယ်ပေးပြီးတော့မြန်မာပြည်တူပြန်စေမင်းငါပြရှင်းရှင်းလေးဟိုကောင်မလေးကလေမင်းဘလောက်ချင်းချောက်မင်းဘက်လိုက်ပြီးပြောပေးမှာမဟုတ်ဘူးငါလည်းစောက်ပေါ်မဟုတ်ဘူးလေကွာဟုတ်လားမပိုင်မဲနဲ့မရိုက်ဘူးလေအဲ့တော့မင်းကနောက်ဆုံးချိန် warning ပေးပြီးသွားပြီမင်းတနာပါတယ်ဗျာကလားကြားဖြန့်ထဲကိုရောက်သွားတာလေပထရီရှာအဲ့လိုဖြစ်နေတာလေဒီတရောင်းသားကလားကြားဖြန့်ဖြစ်နေတာလေဒါပဲလေနော်အဲ့တော့မင်းအခုအဲ့ကောင်မလေးကိုသူ့မလေးရှား flight ဝယ်ပြီးမင်းဒီနေ့လွှတ်ပေးလိုက်ပါအဲ့ကောင်မဒါပဲငါပြောချင်တယ်ပြီးမင်းပြေးတော့မင်းဖြစ်ရမယ့် consequences ကမင်းပြေးမလေးရှားနဲ့မင်းလည်းကြားတဲ့လက်မှတ်ဝယ်ပြီးမင်းလွတ်မဲ့ထင်တဲ့နိုင်ငံကိုမင်းပြေးပြီးတော့မင်းပုံတော့မင်းဖြစ်မဲ့ဟာရှင်းလေးမင်း Ismit University မရှိတော့ဘူးမင်း Ismit ဆိုတာမရှိတော့ဘူးဟုတ်ပြီနော်အရာအားလုံးမင်းပျက်စီးသွားပြီအဲ့ဒါကိုမင်းပညာတတ်ဆိုရင် realize ဖြစ်ပြီးတော့မင်းအခုပြေးမပြေးဘူးဆိုရင်မင်းဖိန်ရိုက်ပထရီရှောင်းနှိပ်စက်ပြီးတော့မင်းဘာမှမရိုက်ပါဘူးမနှိပ်စက်ပါဘူးမင်းထပ်တင်ခိုင်းရင်ထပ်လီးရရဆိုလေမင်းရဲ့ result ရဲ့မင်းရဲ့ဘဝရဲ့ဖြစ်ပေါ်လာမယ့် result ကပြောင်းလဲသွားမှာမဟုတ်ဘူးအဲ့လိုပဲပထရီရှာဆွဲကောင်မလေးကိုမင်းကအတင်းရိုက်နှက်လို့ဒဏ်ရာဖြစ်သွားရင်လေမင်းအမှုကပိုဆိုးသွားဖို့ပဲရှိတယ်မင်းထက်လျော့သွားဖို့မရှိဘူးအဲ့တော့ငါပြောတာရှင်းလေး okay motherfucker အဲ့ကောင်မလေးအခုပေးသွားလိုက်ပါငါတို့နိုင်ငံကိုမအေးလို့ကလားနော်ငါတို့နိုင်ငံကောင်မလေးကိုငါတို့နိုင်ငံပေးသွားလိုက်ပါနော်ကျေးဇူးပြု၍โอเคစိတ်ကွဲနေဟလားမင်းဗမာမဟုတ်လားမင်းမြန်မာမဟုတ်လားမင်းဗုဒ္ဓဘာသာဝင်နေမဟုတ်လားစိတ်ကွဲနေဟလားlook at me I can't like I can't မင်းတို့လက်ခံငါတို့ကလက်မခံဘူးရှိသမျှလို့အကုန်ဖုန်းဆက်မှာဘယ်သူမှမထသေးလို့ဟုတ်ပြီနော်ကိုအေးနေဝင်ရနေအမျိုးသမီးရေးဟာနေမြန်မာနိုင်ငံတနိုင်ငံလုံးကဒီမအေးလို့ကလားကိုအပြစ်ပေးရမယ် What the fuck how can he do it how can he ကျွန်တော်နဲ့ stand လို့မှာမဟုတ်ဘူးအကို no we stand with Patricia it's not fine it's not okay ကျွန်တော်သမီးဆိုဘယ်လိုလုပ်မလဲသူ့မိဘယ်လိုခံစားနေရမလဲသူ့မိဘယ်လိုခံစားတယောက်တည်းလေဗျာဒီလားကျောင်းနဲ့ရွှေရင်လည်းတယောက်လက်ပါတွေဖြစ်တယ်ဒါပေမဲ့ဖြစ်တဲ့ထဲမှာဆွဲဖို့လူတွေရှိတယ်သူလည်းကျွန်တော်ပြန်လုပ်တယ်ဆွဲဖို့လူတွေရှိတယ်ဘေးမှာသူရွှေရင်နဲ့အရှိအိမ်ကလူတွေရှိတယ်ဟိုလူဆွဲဝင်လူဆွဲဒါဟုတ်တယ်ဟိုကောင်မလေးအခုသူ့ဘက်မှာဘယ်သူမှမရှိဘူးလေတိလားဒီပဲငါအချောက်ကြီးထင်နေအောင်မယ်ငါ first hand ကြားခဲ့ရတာကွာတိလားမင်းတို့ကမကြားခဲ့ရရွှေရလည်းအခုကမကြားလိုက်အောင်အခုကမင်းတို့ကြားတာရွှေပြောတဲ့ clip ငါမှရှိတယ်အကုန်လုံးနော်ငါ first hand အဲ့ကောင်မလေးငါမှပြောပြီးသွားပြီအကုန်လုံးဖုန်းကအခုက live တင်နေနေစောက်ခွက်ပြောင်းနေနေဒီကောင်မလေးဟိုကောင်ပြန်မလွတ်မှာမဟုတ်လို့ငါမပြောနေနေဖုန်းကဝင်လာငါမှ choice မရှိတော့ငါတို့မြန်မာနိုင်ငံကလူတွေခံရတော့ကြောင်းမရှိဘူးအဲ့ကြောင့်နိုင်ငံသားမှာအလုပ်လုပ်မယ်လို့အဆိုင်ရမယ်လို့ဗမာခေါ်ကလားခေါ်တရုတ်ခေါ်နိုင်ငံသားတော့အားလုံး be careful ကိုမိဘတွေခေါ်ပါအကုန်လုံးခေါ်ပါဘယ်ကောမှမယုံနဲ့ကိုကြီးသားလည်းမယုံနဲ့နော်ဘလို့သိကောင်းမလဲဟဲ့ငါအကြောင်းဖြစ်လို့ဖြစ်သွားလေငါဒီမှာတက်တော့မှငါမပြောပြသေးဘူးပြောတော့ကိုမေကိုလိုနဲ့ပတ်သက်တဲ့ကောင်တွေအကောင်လုံးကမေလိုကတန်းချောင်းတော့ကိုမေကိုလိုကညတကောင်ဟိုတယ်ဒီပြောနေတာကိုမေကိုလိုနဲ့ပတ်သက်တဲ့ကောင်မဟုတ်ကျွန်တော် live တင်တိုင်းကိုမေကိုလိုကကြည့်တယ်အဲ့တော့ကျွန်တော်နဲ့ Patricia နဲ့တယောက်နဲ့ follow back မှာ follow back ဖြစ်သွားတယ်နှစ်မလိုကတဘောပေါက်သွားဖြစ်တဲ့ကောင်မလေးရဲ့ hotel ကိုသွားပြီးတော့ကောင်မလေးကိုရိုက်တာနှိမ့်ဆက်တာလုံနေနင်ပြလိုက်နင်ခဏပြလိုက်ပေးနော်အခုနားထောင်ကြည့်ကိုအေးနေဝင်အမေကကိုအေးနေဝင်စီအမျိုးသမီးရေးရအောင်ထူထောင်ထားတာကွာကိုအေးနေဝင်အမေလိမလို့အရေးမယူရမှာလားငါတို့ဗမာဗုဒ္ဓဘာသာကောင်မလေးကိုမေလိုကလာမလေးရှားကြီးခေါ်ပြီးတော့ဟိုတယ်ထဲမှာနှိမ့်ဆက်ပြဟလားတိတ်နေမအေးလို့အဲ့ကောင်သိရောမယ်မအေးလို့သူ Patricia အမေပါအကုန်လုံးသိအောင်ပြောပေးမှရတော့မှာ brother တို့ကျွန်တော် live ကို screen record လုပ်ထားလို့လေအခုတရားမျိုးကို share ဟိုကခင်ဗျားတို့ဒီကောင်အဲ့စောက်ထိတ်ပဲမရှိတော့ဘူးမလုံးမသားကျွန်တော်လှုပ်ထားဖွင့်ပြမယ်ဒါပေမဲ့အဲ့ဒါကျွန်တော်ဖွင့်ပြလို့မရသေးဘူးဒီကိုမေကိုလိုကအဲ့ကောင်မလေးနဲ့ရှိနေတော့
အဲ့ကောင်မလေးတော့တကောင်တစ်ခုခုလုံးမှဖြစ်တယ်ကျွန်တော်ရှာဟိုင်လေကျွန်တော်မဖွင့်ပြသေးဘူးအော်လောလောဆယ်ကျေးဇူးပြုမလေးရှားဗမာတွေရှိရင်မလေးရှားခင်ဗျားတို့မြန်မာ embassy တခုမှတစ်ခုကိုဆက်သွယ်ပြီးတော့ Patricia ကိုကူညီပေးပါအခုဖြစ်တာဒီနေ့မနေ့ဖြစ်တာအခုဖြစ်တာ Patricia ကိုကူညီပေးပါဟဲ့အောင်မင်းကနောက်ဆုံးအကြံပေးခြင်းနဲ့မအေလို့မဟုတ်မင်းမအေလို့အဲ့ကောင်မလေးကိုငါတို့နိုင်ငံကိုပြန်ပို့ပြီးတော့မင်းပြေးတော့ငါပြောရှင်မင်းလည်းပညာတတ်ပဲမင်းကမရရအောင်ထောင်လဲထဲမှာငါလည်းဘယ်လောက်ပိုင်လဲဆိုတာမင်းသိပြီးသားနော်အဲ့တော့ဒီအနေထားနဲ့မင်းကဘယ်လောက်ထိလုပ်မှမင်းသိပြီးသားအဲ့တော့မင်းဒီအခုဒီကောင်ငါတို့နိုင်ငံကငါတို့မြန်မာဗုဒ္ဓဘာသာဝင်မိန်းကလေးကိုမင်းငါတို့နိုင်ငံသွားလေနေမင်းငါတို့နိုင်ငံပြန်ပို့ပေးပါပြီးရင်မင်းပြေးပါမင်း university တွေဘာတွေကတော့မင်းပြတ်သုံးသွားပြီပညာတတ်လေကွာမရှိတော့ဘူးလေဒါပေမဲ့မင်းအခုမင်းဆယ်လို့ရသေးတယ်ဆိုတာမင်းထောင်မကြဘူးဆိုတဲ့ဟာလေမဒိမှုနဲ့ထောင်မကြဘူးဆိုတာနဲ့မိမရိုက်တဲ့အမှုနဲ့ထောင်မကြဘူးဆိုတာနဲ့မင်းပြေးပြီးတနေရာမှာမင်းခိုးပြီးဒီလူចောင်းသားပွဲသားလုပ်ထားတဲ့ပတ်စံလေးနဲ့တနေရာမှာခိုးပြီးမင်းတော့ဖွက်ပြီးမင်းကိုမင်း low profile နဲ့နေလို့ရသေးတယ် Patricia ရန်ကုန်ရောက်ဖို့အရေးကြီးတယ် Patricia ကိုပဲငါလိုချင်တယ်မင်းကငါမင်း Patricia ကိုခေါ်ထားလဲမင်းဘဝပြီးသွားပြီမင်းကလောက်ကိုလောက်မှာဟုတ်ပြီနော်အဲ့တော့မင်း Patricia ကိုထိုက်ကြိုက်တယ်မင်းကလောက်မှာ Patricia ဖုန်းဆက်ပြီးအကိုကြီးမလောက်ပါနဲ့လို့ပြောလေမင်းကလောလောဆယ်အထိညီမလေးအကိုကြီးဘာမှမလုပ်ဘူးလို့ပြောရင်ပြောလိုက်မယ်ငါအဲ့ညီမလေးရန်ကုန်ပြန်ရောက်တဲ့နေ့မှာမင်းကလောက်မှာအဲ့တော့ပြောချင်တာတင်ချာအရာမင်းတွက်ကြည့်လိုက်မအေလို့ပူစီနန်ဟုတ်ပြီနော်တင်ချာအရာမင်းရဲ့ဝေးသည် Patricia မိသားစုဝင်ငါမသိဘူးအဲ့တော့ငါဘယ်လိုလုပ်နင်းအကောင့်နဲ့တင်လေးနင်း follower တလောက်ရှိရ Patricia မိသားစုဝင်တွေအကုန်လုံး Patricia အတင်တယ်ကျွန်တော်မရတော့ငါတိုင်းတိပီတီပြောပြီးသွားပြီသူနဲ့လည်းငါပြောပြီးပြီ Patricia လည်းငါ့ကိုပြောပြီးရန်ကုန်ရောက်စိတ်ချအကိုကြီးတဲ့အဲ့တော့ Patricia နဲ့ငါလည်းဟဲ့အောင်အဲ့ကောင်မလေးဘေးမှာရှိပြီးကြင့်နေမှာငါပြောရင်ပြောသလိုအဲ့ကောင်မလေးကိုဒီကောင်ရိုက်မှာဖြစ်တဲ့အတွက်ကျွန်တော်ထပ်မပြောချင်တော့ဒါပေမဲ့ဒီကောင်ကလည်းပဲအခုရှင်းပြချင်တာမင်းလည်းကြည့်နေမှာငါသိတယ်မင်းအုံနောက်သုံးမှာမင်း build လုပ်ထားတဲ့ image လည်းမရှိတော့ဘူးနော်မင်း build လုပ်ထားတဲ့ isment ဆိုတာလည်းမင်းမှမရှိတော့ဘူးမင်းရဲ့ចောင်းသားပွဲသားလုပ်ငန်းလည်းမရှိတော့ဘူးမင်းမှကြံရှိမှသည်မင်းဒီလိုလုပ်ငန်းတွေလုပ်ပြီးရှာထားတဲ့ပတ်စံမင်းမှကြံမယ်မင်းကြံရှိမှသည်လက်ရှိအချိန်တည်းမင်းမှဝရမ်းမရှိဘူးအဲ့တော့မင်းအခုရတဲ့ flight နဲ့မင်းရတဲ့နိုင်ငံကိုပြေးပြီးတော့ထိုင်းဆိုလည်းထိုင်းအောင်မင်းပြေးပြီးတော့တနေရာမှာမင်းပုံပြီးတော့မင်းနေလိုက်တော့ပြီးတော့ငါတို့နိုင်ငံငါတို့မင်းသမီးမြန်မာဗုဒ္ဓဘာသာကောင်မလေး Patricia ကိုရန်ကုန်မြို့ငါမမေးလိုက်ရအောင်ရန်ကုန်မြို့ကိုပြန်လို့ရအောင်အခုချက်ချင်းပို့ပေးပါ that's all ငါလိုချင်တယ်မင်းဆိုတာမရှိတော့ဘူးမင်း Patricia ကိုနှိပ်စက်ပြီးတော့ဘာမှမဖြစ်ဘူးလို့လိန်ခိုင်းတယ်ဒါကြီးကပြီးမှမဟုတ်တော့ဘူးအဲ့လိုပဲမင်း Patricia ကိုမင်းတလားလောက်ထိမလေးရှားမှာထားပြီးဘာမှမဖြစ်ပါဘူးအခုမင်း Patricia အရှိကနေ live တင်ခိုင်းလေ Patricia ရန်ကုန်ရောက်တာနဲ့မင်းပြီးပြီရှင်းလားအခုမင်းဖင်ရိုင်းဘေးကနေဖင်ရိုင်းအတင်းဘေးကဖုန်းဆက်ခိုင်းမယ်ဟိုကောင်မလေးငိုလိုက်တဲ့အတွက်မင်းဘဝခတ်တမ်ကလာမင်းလည်းခတ်တမ်ဆိုတာနားလေတယ်ပါလေဆိုတာ so go and run and leave our girl send our girl to our country back မအေးလိုကလာမောအဲ့ဒါအခုဒီ live မှာကြည့်ရတဲ့မျိုး live မှာကြည့်နေတဲ့လူတွေထဲမှာ Patricia နဲ့အပြင်မှာ personally တည့်ရလူတွေမရှိဘူးလားဖုန်းနံပါတ်တွေပါတယ်သူ့အမေတွေသူ့အမျိုးတွေပါတယ်နဲ့တည့်ရလူတွေမရှိဘူးလားတော်မရိုင်းနေကောင်မလေးကဖုန်းပေးပြတကယ်မဖြစ်ဘဲနဲ့တော့ Roshan အောင်လာပြီးတော့မနက်ကစောစီ live မှာဟို comment တွေပါတယ်ဝင်ရေးပြီးတော့အရင်ဆုံးလာဆက်သွယ်မှာတော့ဟုတ်တကယ်ဖြစ်နေတေချာသွားပြီအခုလေဖုန်းဆက်ပြီးတော့ဟုတ်တန်တေချာသွားပြီကျေးဇူးပြုလှုပ်ပေးပါနော်သူနေတဲ့ hotel ကိုမသိဘူးနော်ရွှေရုံမသိဘူး Oh my god ကြောက်စရာကြီးကွာငါလုံးမကလာမယမ်းလိုက်တော့ကွာသူဒီလိုမျိုးခံနေရပါတယ်ဆိုတဲ့ဟာကိုပဲ Roshan 300ပေးပြီးတော့တဲ့ content ရိုက်ဖို့300ပေးပြီးကောင်မလေးကိုခေါ်ပြီးတော့ content ရိုက်ဖို့ခေါ် Ferrari ပေါ်တင်ပြီးတော့ဟမ်ရက်ဆိုင်ခေါ်သွားအတင်းတိုက်ပြီးတော့မူးတဲ့ချိန်မှာ hotel ခေါ်သွားပြီးတော့ဟမ်အတင်းဟာမအကုန်တက်တည်ရှိရဲ့တက်တည်ရှိရဟိုမင်းလွတ်ပေးလိုက်တော့မင်းမဒီကောင်ကြည့်နေရလဲငါသိရဟဲ့အောင်တားရင်မင်းလွတ်ပေးလိုက်တော့လေကွာဟဲ့အောင်မင်းလွတ်ပေးလိုက်တော့မင်းမှာယူစရာရှိပစ္စည်းမင်းအချိန်ရှိရလေကွာမင်းက10ရက်အချိန်ပေးလိုက်မင်းပြေးတော့လေ Patricia အခု Patricia မင်းရန်ကုန်ပြန်လွတ်လိုက်ပြီးတော့မင်းပြေးတော့လေဟဲ့အောင်မင်းပြေးတော့လေမင်းကပြောပြီးว่าရန်ကုန်တန်ယုံနဲ့မင်းငါလုံမှာငါဝရမ်းကြီးပြောရမလားငါလုံမှာမင်းသိပြီမင်းပြေးတော့လေဟဲ့အောင်ငါ criminal မဟုတ်ဘူးလေငါမင်းဖြစ်အောင်လုပ်မှာမင်းပြေးတော့အဲ့တော့ငါတို့ကောင်မလေးကိုလွတ်ပေးလိုက်တော့ဟောဟိုမှာအသေးရိုက်နေတာအသေးနှိမ့်ဆက်နေမှာခွေးကလား
တော့ပေါ့လားခင်ဗျားနားလေလားမရင်းကောင်ကိုမရင်းကျင့်ပါလို့ပြောလိုက်တယ် victim မှာကျွန်တော်မှားသွားတယ်ကျွန်တော်ဦးနဲ့မျက်ရည်ဝဲသွားတယ်အဲ့ဒါကိုမျက်ရည်ဝဲသွားဟိုကောင်မလေးကျွန်တော်လာပြောတဲ့ဟာကိုကျွန်တော်ခင်ဗျားနဲ့ live တင်ပြီးတော့ကျွန်တော်ပြောတာ solo တိတယ်လို့ဖြစ်သွားအမှန်တော့ကျွန်တော်ကိုကောင်မလေးနဲ့လည်းဖင်ရပြီးကျွန်တော် follow တော့ဖင်ရပြီးတော့ follow back လိုက်တော့ follow back အချင်းမှာတွေ့သွားတော့ကျွန်တော်ထင်ဟိုတရောင်းသားကောင်မလေးဟိုတယ်အခုလိုက်လာပြီးတော့ဟိုမှာ Patricia ရိုက်ပြီးတော့ကျွန်တော်ဖုန်းဆက်ပြီးတော့ဘာမှမဖြစ်ပါဘူးဆိုတဲ့ပုံစံပြန်ပြောဘာပြောလောက်တာလောက်တဲ့ချိန်မှာဟိုကောင်မလေးကမပြောချင်နဲ့လောက်တော့ဘေးကနေကျုံတော့အခုနအဲ့ဒါငိုနေတဲ့အတန်ဟဲ့အောင်မင်း Patricia တနတ်ထောက်ပြီး live တင်ခိုင်းလဲမရတော့ပြောချင်တာဟဲ့အောင်